အကလစီကိုနဲ့ပြည်တွင်းမှာဘရင်ဖြစ်တဲ့ဘာစီလိုနာကိုမီးမှုစေခဲ့တဲ့ဟန်စီဖလစ်ပရိသတ်များမင်္ဂလာပါပရိသတ်တွေအတွက်အားကစားဖို့တူတာရရှိစေဖို့ရည်ရွယ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့7 Sport YouTube Channel လေးကနေပရိသတ်တွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်2024-25ဘောလုံးရာသီကတော့လေးပြိုင်ပွဲသီးသီးမှာချန်ပီယံတွေထွက်ပေါ်လာခဲ့ကြပြီးရာသီတစ်ခုပြီးသလောက်ဖြစ်သွားခဲ့ပါတယ်စီးရီးတစ်ခုကလွဲပြီးတော့ပရီးမီးယားလိမှာလီဗာပူးလာလီဂါမှာဘာစီလိုနာဘော်နက်စလီဂါမှာဘိုင်ယန်မြူးနစ်နဲ့ပြင်သစ်လီဂ်မှာ PSG အသင်းတို့ကချန်ပီယံဖြစ်ခဲ့ကြပါတယ်ဇန်ဆောင်ရီကောင်းနေတီးတီးနဲ့လီပြိုင်ပွဲချန်ပီယံတွေထွက်ပေါ်လာခဲ့ကြပြီးဒီနေ့ဟာလီပြိုင်ပွဲချန်ပီယံဆုကိုရယူနိုင်ခဲ့ကြတဲ့သူတွေကပထမဆုံးချန်ပီယံဆုတွေကိုရယူနိုင်ခဲ့တာပါလီဗာပူးမှာအက်စတော်ဘာစီလိုနာမှာဟန်စီဖလစ်ဘိုင်ယန်မြူးနစ်မှာကွန်ပနီတို့ဟာအသင်းနဲ့တူပထမဆုံးလီချန်ပီယံဆုတွေကိုရယူနိုင်ခဲ့တာပါဒါပြင်နောက်ထပ်ပြောစရာတစ်ခုရှိသေးတာကအခက်အခဲချက်တဲတွေနဲ့တူဘာစီလိုနာကိုရှီရင်ဆွဲကစားသမားတွေနဲ့ပြည်တွင်းစုပလာ၃လုံးထိရယူပေးနိုင်ခဲ့တဲ့နီးပြဟန်စီဖလစ်ပါပြီးခဲ့တဲ့ရာသီကနီးပြဟောင်းဇာဗီလက်ထက်မှာရီယယ်မက်ဒရစ်ဟာလာလီဂါချန်ပီယံဆုနဲ့ချန်ပီယံလိမှာလည်းချန်ပီယံဖြစ်ခဲ့လို့ဘာစီလိုနာဟာရီယယ်မက်ဒရစ်ရဲ့ကြော်တက်ခြင်းကိုခံခဲ့ရပါတယ်ဒါကြောင့်ရာသီစမှာတော့ဘာစီလိုနာတာဝန်ရှိသူတွေဟာဘိုင်ယန်မြူးနစ်နဲ့ဂျာမနီနီးပြဟောင်းဟန်စီဖလစ်ကိုအသင်းရဲ့နီးပြဖြစ်နေဆောင်ရွက်စေခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်ဟာဟန်စီဖလစ်လက်ထက်မှာစူပလာတွေရယူနိုင်ခဲ့တဲ့အသင်းဖြစ်ခဲ့ပေမယ့်ဂျာမနီအသင်းကတော့နီးပြဟန်စီဖလစ်ကိုင်းတွဲစဉ်မှာထင်သလောက်စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်ဘာစီလိုနာပရိသတ်တွေကိုယ်တိုင်နီးပြသည့်ဟန်စီဖလစ်ကိုတန်တရားဝင်ခဲ့ကြပြီးဒီလိုတန်တရားတွေကိုတော့နီးပြဟန်စီဖလစ်ကပြည်တွင်းစူပလာ၃လုံးရယူကတိတ်ဆိတ်စေခဲ့ပါတယ်။ဒါပြင်နောက်ထပ်အချိုးပေါ်တကားဆင့်ခဲ့တာကတော့ဒီတရာသီလုံးမှာရီယယ်မက်ဒရစ်နဲ့တွေ့ဆုံခဲ့တဲ့အက်ကလက်စီကို၄ချိန်စလုံးမှာရီယယ်မက်ဒရစ်ကိုအနိုင်ယူပြခဲ့တာပါနောက်ထပ်ဟန်စီဖလစ်ကိုသဘောကျတဲ့အချက်ကတော့ဟန်စီဖလစ်ဟာဘသူ့ကိုခေါ်ပေးပါဘသူ့ကိုလိုချင်ပါလေလို့တောင်းဆိုခြင်းမရှိခဲ့ပဲအသင်းမှာရှိတဲ့ကစားသမားတွေကိုအဆင်ပြေအောင်အသုံးပြုကစူပလာတွေအရယူပြခဲ့ခြင်းမျိုးပါဒီရာသီမှာဘာစီလိုနာအသင်းရဲ့ကစားသမားအဝယ်စည်းမှာတော့ဒန်နီအယ်မိုတိုကိုသာယူရို55တန်းသုံးမျိုးကခေါ်ယူခဲ့ပြီးတခြားသောကစားသမားတွေကတော့အငှားကနေပြန်လည်ရောက်ရှိလာတဲ့ကစားသမားတွေပါဒါပြင်နီးပြဟောင်းဆာဗီလက်ထက်မှာပုံစံကောင်းတွေပျောက်ဆုံးနေပြီးအသင်းပြောင်းရှိဖို့တဲ့တင်းတွေထွက်ပေါ်နေတဲ့တောင်မဲကစားသမားရာဖီညာကိုပုံစံကောင်းတွေပြန်လည်ရှာဖွေပေးနိုင်တယ်လို့လာမာစီယာအကယ်ဒမီထွက်လမိုင်းရမယ်ကိုလည်းကစားသမားဘဝတစ်ဆင့်မြင့်တင်အောင်လို့လှုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်အထူးသဖြင့်ကတော့တိုက်စစ်ပိုင်းမှာရာဖီညာလမိုင်းရမယ်နဲ့လီဝန်ဒေါစကီတို့ကိုထက်မြက်တဲ့တိုက်စစ်အတွက်ဖြစ်အောင်လှုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်ဘာတီလိုနာဟာတရားဒီမှာပြိုင်ပွဲလေးခုဖြစ်တဲ့လာလီဂါချန်ပီယံလိစပိန်ဘီယင်ဖလားနဲ့စပိန်စူပါဖလားလေးခုမှာရှင်ပြိုင်ခဲ့ပြီးလက်ရှိအချိန်ထိပြိုင်ပွဲစုံသွင်းကိုပေါင်း169ကိုတွန်းယူနိုင်ခဲ့ပါတယ်ဒီထဲမှာတိုက်စစ်မှုလီဝန်ဒေါစကီဟာပြိုင်ပွဲစုံသွင်းကိုပေါင်း40တီတွန်းယူနိုင်ခဲ့ပြီးရာဖီညာက34ကိုနဲ့လမိုင်းယာမဲကတွန်းကို18ကိုတွန်းယူနိုင်ခဲ့ပါတယ်ဒါကြောင့်ဘာစီလိုနာတိုက်စစ်တွေ3ပေါင်းသွင်းကိုဟာ62ကိုထိကြောက်ကမန်းလေးတွန်းယူနိုင်ခဲ့တာပါဒါပေမဲ့လည်းဒီယာဒီဘာစီလိုနာမှာတိုက်စစ်ပိုင်းကသာနာမည်ကြီးကစားသမားတွေရှိခဲ့ပြီးတခြားသောနေရာတွေဟာနာမည်ရကစားသမားတွေနေပါနေခဲ့တာပါဂိုသမားနေရာမှာအဓိကဂိုသမားတာစီကန်ဒန်ယာရခဲ့လို့အလွတ်နဲ့ခေါ်ယူခဲ့တဲ့ဇက်စနီကိုအသုံးပြုခဲ့ရသလိုအသင်းရဲ့ခက်စစ်ပိုင်းဟာလည်းနာမည်ကြီးကစားသမားတူတယောက်မှပါဝင်ခြင်းမရှိတာပါအသင်းရဲ့ကွင်းလယ်ပိုင်းမှာတော့ကာပီဘက်ထရီဖော်မီလိုဘတ်ဖရန်ကီတယောက်နဲ့ဒန်နီအယ်မိုတို့ကတာဝန်ယူခဲ့ကြပါတယ်ဒါပြင်နောက်တဲ့ပိုင်းကတော့အက်ကလက်စီကိုမှာအနိုင်ပိုင်းနိုင်ခဲ့ခြင်းဖြစ်ပြီးဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ဟာလာလီဂါမှာ2ကြိမ်စပိန်ဘီယင်ဖလားမှာ2ကြိမ်နဲ့စပိန်စူပါဖလားမှာ2ကြိမ်စုစုပေါင်း4ကြိမ်တွေ့ဆုံရမှာ4ကြိမ်သလုံးအနိုင်ယူနိုင်ခဲ့ပြီးနီးပြအောင်ဂွာဒီယိုလာနောက်ပိုင်းပထမဆုံးတရားသီတွင်းမှာပဲအက်ကလက်စီကိုပွဲတိုင်းကိုအနိုင်ရခဲ့တဲ့ဒုတိယမြောက်နီးပြဖြစ်လာပါတယ်တကယ်ကို low profile နီးပြတအုပ်ဖြစ်ပေမဲ့ဘာစီလိုနာအသင်းကို2024-25ဘောလုံးရာသီမှာအပြုံးပန်းတွေဝေစာစေခဲ့ပါတယ်ဒါပြင်2025ဘောလုံးရာသီနောက်ပိုင်းတရားသီတွင်စူပလာ3လုံးရယူပေးနိုင်ခဲ့တဲ့ပထမဆုံးနီးပြဖြင့်ဟန်စီဖလစ်ကရည်တည်နိုင်ခဲ့ပါတယ်2025ဘောလုံးရာသီကနီးပြဟောင်းလူဝစ်အင်နရီဟာလာလီဂါချန်ပီယံလိနဲ့စပိန်ဘီယင်ဖလားပြိုင်ပွဲတွေမှာချန်ပီယံဖြစ်ခဲ့ပြီးတရားသီတွင်စူပလာ3လုံးထိရယူပေးနိုင်ခဲ့ပါတယ်ဘာစီလိုနာအနေနဲ့ဒီရာသီမှာစူပလာ၄လုံးလမ်းကြောင်းပေါ်မှာရည်တည်ခဲ့ပြီးချန်ပီယံလိမှာတော့ဆီမီဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပေမဲ့အင်တာမီလန်ကိုရှုံးနေကပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။ဒါကြောင့်နီးပြတဲ့ဟန်စီဖလစ်နဲ့ဘာစီလိုနာတို့ရဲ့ပေါင်းစည်းမှုဟာအပေါင်းလက္ခဏာဆောင်ခဲ့ပြီးဘာစီလိုနာအသင်းရဲ့နီးပြဖြစ်တဲ့ရွေးချယ်ခဲ့မှုဟာရာဂန်နှုန်းပြည့်မှန်ကန်တယ်လို့ပဲဆိုရမှာပါ။ဒါပြင်နောက်တစ်ချက်ကတော့ရီယယ်မက်ဒရစ်အသင်းအနေနဲ့နီးပြကြီးအန်ဆယ်လိုတီနဲ့လမ်းခွဲကနီးပြတဲ့အလွန်ဆိုကိုခန့်အပ်တော့မှာဖြစ်ပြီးနီးပြဟန်စီဖလစ်နဲ့ဇာဗီအလွန်ဆိုတို့ရဲ့လာမယ့်ရာသီတဲ့အားပြန်မှုတစ်ခုကိုမြင်တွေ့ရအောင်ပါပါဒါကြောင့်လာမယ့်ရာသီတဲ့ရဲ့အက်ကလက်စီကိုဒါပြာ profile ရမ်းမြင့်တဲ့နီးပြ2ဦးတွေ့ဆုံမှုမျိုးတဲ့ modern ဘောလုံးလောကရဲ့နာမည်ရနီးပြ2ဦးတွေ့ဆုံတဲ့ဒါဘီလိုပဲသတ်မှတ်ရတော့ပါပါဒါပေမဲ့လည်းတခုရှိတာကနီးပြဟန်စီဖလစ်နေတဲ့ဒီရာသီရဲ့ချန်ပီယံဆုကိုနောက်ရာသီမှာလည်းဆက်လက်ကာကွယ်နိုင်ဖို့အတွက်ပြင်ဆင်ရတော့မှာပါလာလီဂါမှာနှစ်စဉ်နေတိုင်းလိုလိုမှာချန်ပီယံပြောင်းလဲတွေရှိနေခဲ့တာပါဘာစီလိုနာသင်းဟာ2019-18ဘောလုံးရာသီနဲ့2018-19ဘောလုံးရာသီကနှစ်နှစ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်းဘာစီလိုနာအနေနဲ့နေရာသီဆက်တိုက်ချန်ပီယံဆုကိုစုခိုးနိုင်ခြင်းမရှိတော့ပဲ
နီးပြဟန်စီဖလစ်အနေနဲ့လာမယ့်ရာသီတင်မှာနီးပြတင်နဲ့ပေါ်ထွက်လာမယ့် Real Madrid တင်ကိုအကောင်းဆုံးသောပုံစံနဲ့ရင်ဆိုင်ပြရဖို့လိုအပ်လာအောင်မှာပါ။ကဲဒါဆိုတော့ Brayder တွေအတွက်ဒီတစ်ပတ်7 Sport ပွဲသားတွေတင်ဆက်ပေးခဲ့တာက Atletico နဲ့ပြည်တွင်းမှာဘယင်ဖြစ်တဲ့ဘာစီလိုနာကိုမင်းမှုစေခဲ့တဲ့ Hansi Flick ဆိုတဲ့အကြောင်းဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ Brayder တွေအနေနဲ့လည်းဘာစီလိုနာချန်ပီယံဖြစ်တဲ့အကြောင်းအရာနဲ့လာမယ့်ရာသီသစ်အတွက်ဘာတွေပြင်ဆင်ဖို့လိုအပ်တယ်လဲဒီအကြောင်းအရာတွေကိုကွန်မန့်ပေးကဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ဒါအပြင်ကျွန်တော်တို့ရဲ့7 Sport YouTube Channel ကို Subscribe လုပ်ထားခြင်းအပြင်လည်းဘောလုံးအားကစားနည်းနဲ့ပတ်သက်တဲ့ဘူးတူတာများစွာရရှိစေမှာပါ။နောက်ထပ်ပတ်တွေမှာ Brayder တွေအတွက်အားကစားနဲ့ပတ်သက်တဲ့ဘူးတူတာရရှိစေမယ့်အကြောင်းအရာကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်။